Cara bueno, chotuka. Sabina kukele bilo male fulo chotu piala bilo. Yuno ka do chotuka di mana? Mana de ba? Di any le wo bi like ba. Male wo bi ya ta kuno bo na le sa ta le me ba no. Acha lo shin chotuka. Di the wo bi ba no. အဲ့နေလိုက်တော့အခုကတော့6 ဒီမှာပေါ့နော်ဝင်လိုက်ပါမယ်ဒီထဲကို okay လေးနှိပ်လိုက်ပါမယ်ရှင်တော့မပေါ့နော်ခဏတော့ဆောင်းရပါတယ်အခုကတော့ဒီမှာပေါ့နော်ဆောင်းလို့ရတော့ပါပြီကျွန်တော်တခုမေးထားရပေါ့နော်နောက်ဆုံးကျရင်ဖြည့်ပြီးမယ်ပေါ့နော်အခုကတော့ကျွန်တော်ဝိုင်းရင်သွားပါမယ်ဝိုင်းရောက်ပြီဆိုလဲဝိုင်းကလည်းဒီလိုအင်ကြီးလေးနဲ့မရမယ်ပေါ့နော်အကြိုင်တော့ဝိုင်းလေးလုပ်လိုက်ပါမယ်အရင်တော့သူ့ကိုစကားလေးပြောပြီးသွားရင်အရင်တော့ပေါ့နော်ဆိုလက်တွဲလိုက်ပါမယ်လက်တွဲပြီးသွားရင်နှစ်ကိုဝဲလေးလုပ်ပြီးတော့သူ့ကိုလှုပ်ပြီးတော့ဒီမှာပေါ့နော်ဒီလိုမျိုးဟွာလေးပေါ်အောင်မရမှာဒီဟာလေးပေါ်ပြီဆိုရင်တော့လက်တွဲလိုက်ပါနော်လက်လေးတွဲပြီးသွားလို့ရှိရင်တော့ဆိုတော့ကိုဝါကိုဖျောက်လိုက်ပါမယ်ကိုဝါလက်ဖျောက်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ကောက်မလေးကိုလောလိုက်မယ်နော်ခေကနေပြီးတော့သူ့ကိုစကားလေးနဲ့ပြောပြီးသွားလို့ရှိရင်တော့သူ့ကိုအင်းကိုစားကိုကြိုက်နဲ့တက်တဲ့အင်းကြီးကိုဝေးပေးလို့ရရပါနော်တော့ဒါလေးလည်းပေးလိုက်ပါမယ်သူ့ကိုပွချီပါပွချီတော့နော်အဲ့ယောက်ျားလေးလှုပ်လိုက်ပါနော်ဝိုင်းလေးလှုပ်ပြီးသွားလို့ရှိရင်တော့သူကနေပြီးတော့အဲ့ကောင်မလေးကိုထပ်ပြီးပွချီပေးလိုက်ပါနော်အကြိုင်တော့ဒီလိုလက်လေးကတန်းသွားပါပြီအဲ့လိုလက်လေးတန်းသွားရှင်တော့သူ့ခဏလောက်ဒီမျိုးလေးချလိုက်ပြီပေါ့နော်ပြီးသွားလို့ရှိရင်တော့6တို့ကဒီမျိုးလေးပေါ့နော်သွားပါမယ်ဝိုင်းနဲ့လည်းရောက်သွားပြီဆိုလို့ရှိရင်6တို့ကအင်းကြီးကိုပြောင်းပြအောင်အင်းကြီးကိုအရင်မပြောင်းနဲ့ပေါ့နော်အင်းကြီးပြောင်းသွားလို့ရှိရင်မရတော့ပါဘူးဒီလိုစပင်းကိုဒီစရုံးလေးနဲ့ဥစ္စာလေးကိုလုပ်ပြရမှာပါဗျာလေးလဲဆိုလို့ရှိရင်တော့6တို့ဒီမှာပေါ့နော်ဥစ္စာလေးပါနံပါတ်ကတော့21လေးပဲဖြစ်ပါတယ်ပြီးတော့ရင်တော့သူကဂရုံလေးဖြစ်သွားပါမယ်အဲဂရုံလေးကိုဘာမှမစင်ဘူးလေအင်းကြီးတစ်ဆက်ကိုလဲပေးလိုက်ပါချောကတော့ဝါလေးလဲပေးလိုက်မယ်နော်ဒါလေးလဲပေးလိုက်ပါမယ်အတိုင်းတော့သပင်းအညောင်မတူဟုတ်ပါတယ်သပင်းအညောင်မတူဆိုရင်တော့6တုတ်ကမီနူးလေးကိုဝင်ပြီးပေါ့နော်ဒီမီနူးလေးကိုဝင်ပြောလို့ရှိရင်တော့6တုတ်ကဒီမှာပေါ့နော်ဒီဟာလေးကိုဝင်ပြီးပါအဲ့ကာလာဆိုအဲ့ဟာလေးကိုဝင်တော့လို့ရှိရင်တော့6တုတ်ဒီမှာဟဲကာလာဆိုရဲအဲ့ဟဲဝင်ပြီးပေါ့နော်အကြိုင်တော့6တုတ်ကအပေါ်အစီဆုံးပေါ့နော်အဲ့မဲအောင်လေးကိုနှိပ်ပေးလိုက်ပါမယ်အင်ကြီးလေးပါပြောင်းမယ်ဆိုရင်ဘယ်ဟာလေးကိုနှိပ်ပေးရမလဲဆိုလို့ရှိရင်တော့ချောနဲ့အတူတူကြည့်ပေးလိုက်ပါနော်ဒါလေးပါအင်ကြီးရောင်လဲချောကအဲ့မဲအောင်လေးကိုပြောင်းလိုက်မှာဖြစ်ပါရှင်အကြိုင်တော့6တုတ်ကရပါပါပြီစပင်ကကိုကြိုက်တဲ့ဥစ္စာလေးတွေကိုရှောက်ပြီးတော့ပြောင်းလို့ရရပါတော့ချောကတော့လာမယ့်ဥစ္စာလေးကိုထားလိုက်မယ်ပေါ့နော်ဒါလေးရယ်ဒီလိုလေးလက်လှရပေါ့နော်အဲ့ဆိုရင်တော့ဒါပါပြီချောကိုတခုမေးထားရပေါ့နော်ဘာလေးမေးထားရလဲဆိုရင်တော့ဒီမှာချောတို့ကဒီလိုမျိုးဥစ္စာလေးတွေဒီလိုဥစ္စာအဲ့ဘေးကဥစ္စာလေးကိုဘယ်လိုဖြောက်ရတာလဲဆိုတော့ချောပြပြပြောရှိပါရှင်ဒီလိုခုနကမီနူးလေးကိုပြန်ဝင်ပေးပါနော်အဲ့မီနူးလေးကိုရောက်သွားပြီဆိုလို့ရှိရင်တော့ချောတို့အဲ့ဒီဒါလေးလေးဝင်ပေးပါအဲ့လေးလေးကိုရောက်ပြီဆိုရင်တော့ချောတို့ကအောက်လေးကိုနည်းနည်းဆွဲပေးရမှာရှိပါတယ်ပေါ့နော်အောက်လေးကိုနည်းနည်းဆွဲပေးလိုက်ပါအားဟာဖြောင်းလေးဆိုရင်တော့ဒီမှာပေါ့နော်အောင်ဆိုင်ဖြောင်းလေးရကြရင်ဒီလိုမျိုးအောက်လေးပဲနည်းနည်းဆွဲပေးလိုက်ပါရောက်ပါပြီဘယ်ဟာလေးလဲဆိုရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒါလေးပါအဲ့ဒါလေးကိုမှန်ချင်းနှိပ်ပေးလိုက်ပါအကြရင်တော့ဒီမှာဘေးရောက်စာလေးအကုန်ပြတ်သွားပြီပေါ့နော်ဒီမှာပါအဲ့တော့ချရောက်စာဟိုကတော့အဲ့ဒီလောက်တဲ့ဥစ္စာလေးကိုတေးချာလေးမှတ်ထားမှရမယ်ပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့လေးကိုရပါပြီဆိုလို့ရှိရင်ကျွန်တော်ခဏဝါဒီလိုနန်းလေးကိုနှိပ်ပေးလိုက်ပါမီနူးပေါ့နော်အဲ့မီနူးရဲ့နှိပ်တိုင်းခဏဝါနေရာကိုပဲပြန်နှိပ်ပြီးတော့အပေါ်လေးကိုနည်းနည်းလေးထပ်ဆွဲလိုက်ပါဆွဲပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်
လမ်းဖြည်းဖြည်းချောင်းလေးလေးရကြရင်တော့ဒီမှာပါဒီအဲ့ဟာလေးရောမှာဝင်ကြလို့ရှိရင်တော့ကျွန်တော်နှိပ်ပေးလိုက်ပါနော်ဘလောက်ဖက်ပြည့်ပြည့်သူကဒီမှာပေါ့နော်ဘလောက်ဖက်ပြည့်ပြည့်အဲ့လိုမျိုးပဲကျွန်တော်ပြမယ်ပေါ့နော်ကျွန်တော်အဲ့မီနိုရဲ့ဝင်ကြလို့ရှိရင်ဒီမှာပေါ့နော်ပြမယ်ပေါ့နော်ခုနကအဟာလေးကိုပြန်ဖော်လိုက်မယ်ဒီမှာနော်ဟုတ်ပြီဒီမှာချောမတက်အောင်ပြေးနေရအောင်ဘာဖြစ်လို့ဒီမဲ့သူများရဲ့အကုန်လုံးလောက်ကြည့်လိုက်ဒီမဲ့အဲ့ဒီပေါ့နော်သွားရဲ့ဟာကိုကြည့်လိုက်ပြရလဲဆိုရင်တော့ဆိုတော့ဒီမှာသွားလို့ရရပေါ့နော်အဲ့လိုမျိုးသွားတဲ့ဥစ္စာလေးကိုချောပြမယ်နော်နော်အဲ့လမ်းဖြည်းဖြည်းလေးပဲအဲ့လိုမျိုးရှောင်းဖို့တာလဲဖြစ်ပါတယ်ဇလန်းလေးဖွင့်ရတဲ့ကားလေးရိုက်မယ်ဆိုလို့ရှိရင်လည်းစင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့ရာဒီ3ခုတောင်ပြပြသွားပြီနော် like subscribe နဲ့ကျွန်တော် channel ကို subscribe အားလုံးကို bye bye ချောရဲ့နာမည်ကတော့ CHAW ပဲဖြစ်ပါတယ်ရှင်ကတော့ရတော့အားလုံးကို bye bye